အားလုံးမင်္ဂလာပါမရီပါပါဒီနေ့မှာတော့တခုတော့အားလုံးကိုပြောပြချင်ပါတယ်ရှင်းပြလုပ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့လူတိုင်းကိုအကြံမပေးနဲ့ဖြစ်ပါတယ်။ကိုဘက်ကနေပြီးတော့စေတနာနဲ့အကြံပေးတာတို့ကိုဘက်ကနေပြီးတော့တကယ်ရင်ထဲကနေပြီးတော့အဆင်ပြေစေခြင်းတဲ့အတွက်ကိုဘက်ကကူညီတာပေါ့နော်အကြံပေးရဆိုတော့ဘောအပြင်ဒီ advice ပေးပြီးတော့ကူညီပေးလိုက်တာဒါမျိုးကိုသူတွေတော်တော်များလုပ်ပေးခြင်းနဲ့လုပ်ကြတယ်အဲ့ဒီအခါမှာတစ်ဖက်လူကပေါ့နော်ကိုအကြံဉာဏ်တောင်းလာတာမျိုးဆိုရင် it's okay fine ဘာဖြစ်တစ်ဖက်လူကကိုအကြံမတောင်းပေးနဲ့ကိုကအကြံသွားပေးရဆိုလို့ရှိရင်အဲ့မှာအကျိုးဆက်တွေရှိပါတယ်ကောင်းတယ်ဆိုရလို့ကျွန်တော်မပြောပါဘူးအကျိုးဆက်တွေပဲပြောပါဆိုဘာအကျိုးဆက်တွေဖြစ်နိုင်လဲကြည့်အောင်အဖြစ်များတဲ့အခြေအနေကတော့တစ်ဖက်လူကကိုရင်ဖွင့်တာပဲဖြစ်ကိုအမျိုးမျိုးပေါ့သူ့ရဲ့ဖြည့်ရှင်းရတဲ့ပြဿနာတွေကိုရင်လာဖွင့်မယ်ဒါမှမဟုတ်တကယ်ချင်းပြောရင်ပြောကြမယ်ဆိုတကယ်ချင်းကြံပေးရင်လည်းပေးကြမယ် that's fine မိထပ်ပြောမယ် that's fine အကျိုးဆက်ကိုပြောပြမယ်ပေါ့နော်အကျိုးဆက်ဆိုတော့အကယ်လို့ဒီတကယ်ချင်းမဟုတ်ပဲねတခြားကိုယ့်အတိမိတ်ဆွေတော့၎င်း something အဲ့လိုမျိုးကြောက်လို့ရှိရင်ဘယ်သူပဲဖြစ်ပေါ့နော်ဘလို့လူမျိုးနဲ့ဘလို့ချင်းနေမျိုးပဲဖြစ်အဲ့လိုမျိုးတစ်ဖက်ကကိုယ်ဒီလို open up ဖြစ်လာတယ်ကိုကနေပြီးတော့စေတနာနဲ့ဒီရတဲ့ပုံမှာသူ့ solution ရဖို့အတွက်ဒါမှမဟုတ်လဲကူညီပေးစေချင်တဲ့အတွက်ကူညီပေးစေချင်တာတော့မဟုတ်ကူညီပေးချင်တဲ့အတွက်အကြံဉာဏ်နေပေးအဲ့တော့ okay မိတ်ဆွေစနာကြည့်ပါကိုဖြစ်နေရတဲ့ပြဿနာကဘယ်သူအသိဆုံးလဲကိုအသိဆုံးမှာဟုတ်ပါတယ်ကိုကိုင်းတဲ့ဖုန်းဘလောက်ကောင်းလဲကိုကိုင်းတဲ့နော်ကိုကိုင်းတဲ့ဖုန်းကဘလောက်ဘက်ထရီအသုံးခံလဲကိုကိုင်းတဲ့ဖုန်းကဘလောက်ကင်မရာကောင်းလဲဒါမှမဟုတ်ကိုစိုးတဲ့နှာခမ်းညီကဘလောက်စိုးလို့ကောင်းလဲဘလို့အနက်ရှိလဲဘလောက်စင်တီမီတာရှိလဲဘလောက်ဝက်ရှိလဲ like ရှင်းလေးပဲအဲ့ဒါတွေကဘယ်သူအသိဆုံးလဲကျွန်တော်မသိဘူးเนาะကျွန်တော်မသိတော့ကိုယ်တိုင်သိရပါဆိုတော့အဲ့ဒါပေါ့เนาะဆိုတော့ဒီနေရာမှာဘာနဲ့ချိတ်ဆက်ပြောချင်လဲဆိုတော့ self ကိုနဲ့အမြဲတမ်းချိတ်ဆက်ချင်တယ်အရာတိုင်းကကိုနဲ့ချိတ်ဆက်နေရမိတ်ဆွေရစနာကြီးအခုကြည့်နေတဲ့ဗီဒီယိုပေါ့เนาะအထူးဖြင့်လူငယ်ဆိုရှင်လည်းခံစားမှာပဲကိုစေနာနဲ့အကြံပေးတယ်တခါတော်များတော့မတိလိုက်ဘူးပေါ့နော်ကိုယ်တိုင်တော့မတိလိုက်ပဲနဲ့ဒီရန်လေးဘာမှမဖြစ်ဘူးလို့ထင်တော့ရရှိတယ်ဒါပေမဲ့တချို့ဖြစ်တဲ့သူတွေကလည်းဖြစ်တာကိုသိဘာဖြစ်လဲဆိုတော့အဲ့လိုကြောင့်ရှင်ကိုလိုချင်တာမရအောင်ဆိုတဲ့ခံစားချက်တွေဖြစ်ကြတယ်မိဘနဲ့တာသမီကြမှာဖြစ်များတယ်အဲ့လိုမျိုးပုံစံကြတော့ကလေးတွေကကြတော့မိဘတွေကိုသူတို့ရင်ဖွင့်ကြရရှိမယ်ပေါ့ဒါမှမဟုတ်လေဒါကတော့ဒီလိုသမီးကဒီလိုလေးအဲ့တော့သူတို့လိုချင်တာတခုဒါပေမဲ့ဖာတိုင်းမတိုင်းတို့ဒီဆွေမျိုးတွေတို့ဒီလူကြီးပိုင်းနေကြဘာပဲပြောလဲဆိုတော့နင်တို့ကဒီလိုလို့နင်တို့အဲ့ဒါအကြောင်းဆိုပြီးတော့သူတို့ဘက်ကနေပြီးတော့ကလေးတွေဖြစ်တဲ့ပြဿနာကိုလေဘယ်တက်လိုက်ကြရများတယ်အကုန်လုံးမဟုတ် situation တိုင်းမှာမဟုတ်ပါဘူးတချို့တော့နောက်ပြီးတော့ဒီကလေးနဲ့မိဘမဟုတ်ဘဲနဲ့တကယ်ချင်းကြမှာလည်းရှိတာပေါ့ဘလို့ဆက်ဆံရေးမျိုးဆိုရှိတယ်ကဲလို့တငယ်ချင်းဆိုရှင်လဲဟာတငယ်ချင်းရင်ငါဒီလိုငါဒီကောင်လေးနဲ့ဒီလိုဖြစ်သွားဘာဖြစ်တယ်ညာဖြစ်တယ်ငါတဲကွဲဘာဖြစ်နေလဲဆိုရှင်ကိုကအဲ့အသေးကွဲတာကိုရင်ပေါ့ချင်လို့ပြောတာလားအဖြေလိုချင်လို့ပြောတာလားဒါမှမဟုတ်သူတို့ကိုလည်းကိုယ့်ဘက်လိုက်ထောက်ခံစီချင်လို့ပြောတာလားအဲ့ပြောတဲ့သူပေါ့နော်ပြောတဲ့ကာယကံရှင်ဘက်ကရည်ရွယ်ချက်လိုချင်တာတွေကမတူနိုင်အဲ့ချိန်မှာနောက်တငယ်ချင်းတယောက်ပဲဖြစ်ဘလူပဲဖြစ်ပေါ့နော်ကဲလို့စိတ်တူကိုတူလုံးဝတိပါတယ်တယ်လီပတီချိတ်ဆက်မိပါတယ်ဆိုတဲ့လူတွေကတော့အရန်ကောင်းပါတယ်ချိတ်ဆက်မမိတဲ့သူတွေကလည်းအရန်မကောင်းပါဘူးလို့မပြောပါဘူးဘာဖြစ်လဲဆိုတော့တစ်ဖက်ကတော့ကွာသူ့ကိုနားထောင်ပေးစီခြင်းလို့ပြောတယ်ဒါပေမဲ့တစ်ဖက်ကမဟုတ်ဘူးပြန်လွတ်တာပြန်ပြီးဆုံးမစကားပြောတာနင်ကဒီလိုအဲ့ချိန်ညာ तू ကတိတ်ပါဆိုပြီးတစ်ဖက်ကလည်းသူ့ကိုနားလည်မယ်ဆိုပြီးတော့မခံစားရတော့မပြောတော့အဲ့လိုမျိုးလည်းရှိတယ်နောက်တစ်မျိုးဆိုလို့ရှိရင်လည်းအကြံဉာဏ်လို့ကျွန်တော်ပြောတာ is fine အဲ့လိုမပွင့်တဲ့နောက်တစ်ခုကကြတော့ဘာရှိလဲဆိုတော့သူ့ဘက်ကိုကြည့်ပြီးတော့သူ့နေရာမှာဝင်ခံစားပြီးကိုချင်းစာပြီးတော့သူ့နေရာမှာဝင်စဉ်းစားကြည့်တာသူကိုယ်တိုင်ကထူပူနဲ့မစဉ်းစားနိုင်တဲ့အတွက်သူ့နေရာကိုဝင်ပြီးစဉ်းစားကြည့်နေတာသူဘလို့နော်
နားထောင်တဲ့လူနေရနေပြီးတော့ viewer ကိုကြည့်တာမဟုတ်ပဲနဲ့နားထောင်တဲ့သူကအဲ့ခံစားရတဲ့လူကိုယ်တိုင်နေရာကိုရောက်ပြီးတော့ဝင်ကြည့်စေချင်တာတစ်ဖက်လူပဲ point of view မဟုတ်ဘူးမင်းရဲ့ point of view ကိုပြောပြပါဆိုသူတို့ကပြောနေမှာမဟုတ်ငါရဲ့ point of view ကနေပြီးတော့ငါကပြန်ကြည့်ပေးပါငါဘယ်လိုကြည့်ရမလဲငါဒီအချိန်မှာမကြည့်နိုင်တော့လို့အဲ့လိုမျိုးလည်းရှိတယ်အဲ့ချိန်ကလို့ရှိရင် empathy မထားတဲ့သူတွေပြဿနာတက်တယ်ဒါကြတော့ဘာလဲဆို relationship မှာဖြစ်ပြန်ရောသူတို့ပြင်ကောင်းမလေးပေါ့နော်你看你会看他些什么အဲ့လိုလေးရှိမှာပေါ့နော်你ငါခံစားရတာပေါ့နော်ဒါပေမဲ့သူတို့ကျတော့ဟိုကိုချင်းစာတင်မရှိဘူး empathy မရှိလို့ပြောမှာမဟုတ်ဒါပေမဲ့သူတို့ကတခြားသူနေရာကိုဝင်ပြီးခံစားဖို့ဆိုတဲ့ skill ကကြတော့ဒါသူတို့အတွက်ကမရှိမဖြစ်လို့အနေအရာလည်းမဟုတ်မျိုးသားတွေအတွက်ကထားပါတော့အဲ့ဒါကြောင့်မလို့သူတို့ကဒီဟာမျိုးပိုင်းမှာအားနေရရှိတယ်အားတာတဲ့လူတွေရှိတယ်ဆိုတော့တော်တော်များဖြစ်လို့ရှိရင်တော့အားနေလို့ဖြစ်ကြတယ်ပေါ့အဲ့လိုပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်စပြီးတဲခဲ့တယ်လို့ပဲအကြံဉာဏ်မပေးပါနဲ့လို့တော့ပြောချင်တာမဟုတ်တကယ်ရလေအကြံဉာဏ်မတောင်းဝင်မပေးပါနဲ့ပေါ့အဲ့ဒါပါတစ်ဖက်ကလိုချင်တယ်ဆိုရင်တော့ကိုယ့်ဘက်ကပေးတာမှန်တယ်တစ်ဖက်ကမလိုချင်မဲနဲ့ကိုယ့်ဘက်ကပေးရဆိုရင်အမျိုးမျိုးသောအကျိုးဆက်တွေဖြစ်လာတယ် I'm not saying you are doing wrong မှားတယ်လို့လည်းမပြောနေဘူးပေါ့နော်ဒါပါပဲဆိုတော့ဒီဟာလေးကိုနားထောင်ပြီးတော့အတွေ့အလေးတစ်ခုရမယ်ထင်ပါတယ်ဆိုတော့ဒါလေးကိုဘာလေးနဲ့ပိတ်ချင်လဲဆိုတော့ကိုယ့်ရဲ့လောက်ရက်တွေကအမြဲတမ်းဒီရလက်ထွက်မနေဘူးစေနာဝေနာဖြစ်သွားရဆိုစကားပဲဒီလိုပဲကိုကရွေလိုက်တဲ့အတိုင်းလောက်ရက်ကလှုပ်လိုက်တယ်ဆိုရင်ရလက်ကဖြစ်မလားအဲ့မျိုးရှိကိုကသူ့ကိုတောက်စီခြင်းလို့ပါဆိုပြီးအေးလေးတိုက်လိုက်တယ်စေတနာဒါပေမဲ့သူကအေးတောက်ချင်တာမဟုတ်အေးခင်းနဲ့လည်းမတည့်ဘူးဆိုသွားပြီလေခီအဲ့လိုပေါ့နော်ဆိုတော့ကိုရည်ရဲဆိုတာကကိုဖြစ်တဲ့ရလက်ကိုမဖန်တီးပေးဘူး result ကိုမပင်ဖန်တီးပေးဘူးစေတနာနဲ့ဘလောက်ပဲလုပ်ပေးစေတနာဆိုတဲ့အရာကြီးကဘလောက်ပဲစစ်မှန်နေပါစေတစ်ဖက်လူအတွက်စေနာဖြစ်ချင်မှာဖြစ်မှာစေနာနဲ့ကိုညီပေးလိုက်လို့ရလက်ကလည်းကောင်းချင်မှာကောင်းမှာအဲ့ဒါလေးကိုပြောရင်လည်းပဲပိတ်သိမ်းလိုက်ချင်ပါတယ်အဆုံးထိကြည့်ပြသူအားလုံးကျေးဇူးတင်ပါတယ် bye bye